တတိဆိုတဲ့အရာလေးကိုအနေငယ်ဖွင့်ဟခြင်းပါလေဗျာကျွန်တော်အနေနဲ့ကတော့တတိဆိုတဲ့အရာကဗလာတွေကြွက်သားမဆော်တွေကနေပြီးတော့ထွက်ပေါ်လာတဲ့အရာမျိုးမဟုတ်ပဲနဲ့စားပြင်းတဲ့စိတ်သက်ခွန်အားမျိုးကနေပြီးတော့ပေါက်ဖွာလာတဲ့အရာလေးလို့ပဲခံယူပါတယ်ဗျာအဲ့ဒါကပဲစစ်မှန်တဲ့တတိပါပဲသေချာတာကတော့လေလောကမှာတတိမရှိတဲ့သူတွေအတွက်နေရာတစ်ခုဆိုတစ်ခုမှမရှိပါဘူးဗျာပြီးတော့လေတတိဆိုတဲ့အရာမျိုးကဝေးရပါမဟုတ်ရပါဘူးဝေးမြူရတာဗျဝေးမြူယူရတာဒါကတတိပါပဲကိုဘွားရဲ့လက်ရှိအခြေအနေကိုကြည့်လိုက်မယ်ဆိုရင်ဘာဆိုဘာမှဖြစ်မလာသေးပေမဲ့လည်းတနေ့နေ့တစ်ချိန်ချိန်တော့ကိုယ့်ရဲ့စိတ်ကူးအိမ်မက်တွေဟာတကယ်ပဲဖြစ်လာမယ်ဆိုတဲ့ယုံကြည်မျှော်လင့်ချက်အပြည့်နဲ့အာမန်နဲ့တင်းရင်နေ့ရက်တိုင်းကိုတလန်းချင်းတိဆောက်ကြော်ဖြတ်နေတဲ့စိတ်ဓာတ်မျိုးပေါ့ဒါကတတိရှိတဲ့သူတွေပဲလှုပ်လေးလှုပ်ထားရှိရပါဘူးဒါကတတိပါပဲဒီတစ်ခုကတော့ကျွန်တော်ပြောပြခြင်းနဲ့တတိအမျိုးအစားပါပဲတစ်ခါခါမှကျွန်တော်တို့ရဲ့ဘဝတွေမှာကိုယ့်ရဲ့စိတ်ကူးအိမ်မက်နောက်တွေကိုလိုက်ရင်အလုပ်တွေလုံးနေရင်ကကိုလုံးနေတဲ့အလုပ်တွေကိုယ့်အတွက်ဘာမှအတိတ်ပဲမရှိလာဘူးလို့ခံစားလာရတဲ့အချိန်တွေနောက်ပြီးတော့အချိန်တွေသာကုန်သွားတယ်အဲ့ဒီအချိန်တွေကဖြုံးနေမိတယ်လို့ခံစားနေရတာဘာမှအကျိုးမရှိဘူးလို့ခံစားရတဲ့အခိုက်အတန့်ရှိတတ်ကြပါတယ်အဲ့လိုအချိန်ခါမျိုးတွေမှာတခုကျွန်တော်တို့စဉ်းစားသင့်တာလက်ပြန်ခြင်းဆိုတဲ့အမှုပညာကိုနားလေဒါကလည်းတတ်တည်တစ်မျိုးပါပဲဗျာရောက်တောင်ရောက်နေပြီခရီးတော့တောင်ပေါက်နေပြီမထူးပါဘူးကွာဆိုပြီးမှအဲ့ဒီလိုမျိုးပဲလုံးပါပါပြီးတုံရင်သွားနေမယ်ဆိုရင်တော့ကျွန်တော်တို့မတိလိုက်တဲ့အချိန်မှာပဲကျွန်တော်တို့ရဲ့တန်ဖိုးရှိတဲ့အချိန်တွေကအမွေပြန်သွားပါမယ်အိမ်မက်နောက်ကိုလိုက်တဲ့အခါမှာဈေးကြီးဆုံးကတော့အချိန်ပါပဲကားတွေမှာတော့မှာပဲကျွန်တော်တို့ reverse gear လို့ခေါ်တယ် back gear ပါနေတာပဲသွားနေရင်ကနေပြီးတော့လမ်းပိတ်သွားတယ်ဒီလမ်းကျောကကိုယ့်အတွက်အဆင်မပြေဘူးကျင်းသေးတယ်ကိုယ်သာဆက်ဆောင်နေရင်ဆက်ပြီးအမှနေရင်အချိန်တွေသာကုန်သွားမယ်ခကြီးတော့တွင်မှာမဟုတ်ဘူးဆိုဘာလို့ကြလဲဘက်ဂီယာထိုးရမယ်နောက်ဆုတ်ပြီးမှကျွန်တော်တို့ပြန်ပြီးလမ်းကြောင်းတစ်ကိုတဲ့မှတ်ပြီးမှရှောက်လန်းရတယ်မဟုတ်ဘူးလားဒီလိုပဲပေါ့ဗျာဘဝမှာလဲကျွန်တော်တို့သွားနေရင်ကနေပြီးတော့အဲ့ဒီလိုမျိုးလမ်းနေပိတ်ကိုယ့်အတွက်ဘာမှအကျိုးမထူးဘူးလို့ထင်ရင်ဒါဟာကိုယ့်ရဲ့ရွေးချယ်မှုဖြစ်သွားတယ်ကြမ်းခိုင်တဲ့စိတ်ဓာတ်မျိုးနဲ့ကျွန်တော်တို့ရွေးချယ်ပြီးနောက်တလမ်းဖောက်ပြီးအိမ်မက်နောက်ကိုကျွန်တော်ဆက်လိုက်ရမှာဖြစ်ပါတယ်ဒါဟာအရှုံးပေးတဲ့ခြင်းမဟုတ်ပါဘူးလူတော်များများမှာကြုံပြီးမှာပါကျွန်တော်တို့ရည်မှန်းချက်ပန်းနိုင်နေချတဲ့အဲ့ဒီစိတ်ကူးအိမ်မက်နောက်ကိုလိုက်ကြတဲ့အခါမှာစားလိုက်တဲ့လမ်းကြောင်းတစ်ကြောင်းကနေပြီးတော့ပဲတန်တမမတ်ကြီးရောက်သွားတယ်ဆိုတဲ့အားမျိုးကအင်မတန်ဟိုမှာရှားပါတယ်ဆိုတော့တတ်တိလို့ပြောတဲ့အခါမှာကိုအမားတွေကိုတင်ယူတယ်ဆိုတဲ့အချိန်ခါမှာလမ်းကြောင်းအမားမှာခဏမာပြီးတင်ယူနေတာကအကြီးဆုံးအမားဖြစ်သွားနိုင်ပါတယ်အဲကြောင့်မို့လမ်းကြောင်းမှန်နေဖို့ကအရေးကြီးတယ်လမ်းကြောင်းမှန်နေတယ်ဆိုရင်မှားနေရင်လည်းတင်ယူပြီးဆက်သွားရင်ခရီးပေါက်နေတယ်လေအစားကားတွေကျွန်တော်တို့ပြန်လုပ်ရင်လည်းစိတ်သက်ခိုင်နဲ့စိတ်သက်မကြပဲနဲ့လုံနိုင်တာကလေဒါလည်းတတိပဲပေါ့ဗျာအဲကြောင့်မို့လူငယ်တွေကိုပြောချင်ပါလေကိုယ့်ရဲ့စိတ်ကူးအိမ်မက်တွေနောက်ကိုဆုံးတိုင်အောင်လိုက်ပါမယ်ဒါပေမဲ့အဲ့လိုလိုက်တဲ့အခါမှာတတိအမျိုးမျိုးရှိဖို့လိုပါတယ်လဲကျသွားရင်ပြန်ထားတဲ့တတိမျိုးမဟုတ်ပဲလဲကျသွားလို့ပြန်ထားတဲ့အခါမှာအတွေးတွေမှာတစ်ချက်တွေးစေချင်ငါလဲကျပြီးထားတဲ့နေရာပေါ့မှန်နေရဲ့လားတစ်ချက်လောက်လေးတွေးစေချင်တယ်ဗျာ
ကျွန်တော်တို့တွေတစ်သားလေးကိုတန်ရိုက်ထည့်လိုက်ရင်ဘာဖြစ်သွားမလဲလို့တွေးကြည့်လိုက်ရင်အားလုံးသိတဲ့အတိုင်းတစ်သားလေးကိုတန်ဝင်သွားမှာပေါ့ဗျာဟုတ်တယ်ဒါပေမဲ့အဲ့လိုမကြည့်ပဲနဲ့တတိဆိုတဲ့ရှူတောင်းကနေကြည့်မယ်ဆိုရင်တော့ပြော့တဲ့တစ်သားကတန်ရိုက်ထည့်လိုက်တဲ့အချိန်ခါမှာသူ့ထက်ပိုမာတဲ့တန်ကိုတစ်သားရဲ့နေရာတချို့ဖယ်ပေးလိုက်ရတာပါ။ဒါကြောင့်မို့လေလူငယ်တွေကိုသိစေချင်တယ်။လောကမှာတတိရှိတဲ့သူတွေအတွက်ပဲနေရာရှိတာ။အဲ့လိုမျိုးမာကြောတဲ့တန်ချင်ကျွန်တော်ရဲ့စိတ်ဓာတ်လိုမျိုးဖြစ်ရ။တော်ယုံနဲ့ကိုယ်စိတ်ဓာတ်ကိုမကြပဲနဲ့ကျွန်တော်တို့နီလန်ပေါင်းစုံဘလောက်ပဲဖြစ်နေပါစေ။အဲ့ဒီအိမ်မက်တော့ကိုရောက်ရအောင်ကျွန်တော်တို့လူဖြစ်တဲ့ခဏတာလေးမှာအကောင်းဆုံးကြိုးစားပြီးတတိရှိရှိနဲ့6လမ်းနိုင်ကြပါစေလို့ဆန္ဒပြုရင်းနဲ့ဖွင့်ဟဝေမျှပါလိမ့်ဗျာ